Hello အားလုံးပဲမင်္ဂလာပါရှင်။စုမြတ်ခရရှိကနေပြန်လည်ကြိုဆိုလိုက်ပါရနော်။အခုတစ်ခါမှကတော့စုမြတ်ကဒီလိုချစ်စရာကောင်းတဲ့ပန်းဝင်ကောင်းစီချိုးထွေးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အရွမ်းလွန်ကူပြီးတော့ထိုးရတာလွယ်ကူတဲ့ပန်းဝင်ကောင်းစီချိုးလေးကိုတိုက်ထွေးကြည့်ကြပေးပါဦးနော်။လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ချီအစိမ်းရောင်လေးရယ်ဝက်ဆန်လေးလုပ်ဖို့အတွက်လိမ္မော်ဝါလေးရယ်ပွင့်ဖက်လေးလုပ်ဖို့ကိုကြိုက်တဲ့တရားဝင်လိုအပ်ပါတယ်နော်။ကဲစုမြတ်တို့ပထမစထိုးမှာကတော့ကောင်းစီကိုနဲ့တွဲမဲ့အားလေးပဲဖြစ်ပါတယ်။ကောင်းစီကိုနဲ့တွဲဖို့မဲချယ်ရင်းလေးထဲမှာမဲချယ်ရင်းလေးလုံးမယ်။တိုင်တိုလေးမဲချယ်ရင်းထဲမှာတိုင်တိုလေး6တိုင်ထိုးလိုက်မယ်နော်။ကဲတိုင်တိုလေး6တိုင်ထိုးလိုက်ပါမယ်ရှင်။1 2 3တိုင်4တိုင်5တိုင်ပြီးတော့6တိုင်ကဲ6တိုင်ပြီးတော့ပြီဆိုရင်စုမြတ်တို့ကဒီခွင်းလေးကိုစုမြတ်တို့ကလက်ကလေးနဲ့အသားလေးဆွဲစီလိုက်ပါမယ်နော်စီပြီးတော့ပြီဆိုရင်စုမြတ်တို့ကပထမဦးဆုံးချီချိုးခဲ့တဲ့ထိတ်ကလေးမှာပထမဦးဆုံးစပြီးတော့တိုင်တိုးထိုးခဲ့တဲ့ထိတ်ကလေးမှာစုမြတ်ကပထမဆုံးတိုင်တိုးထိုးရတဲ့အထိတ်ကလေးမှာစုမြတ်ကရှက်ကော်လေးနဲ့ဆက်လိုက်ပါမယ်နော်ရှက်ကော်လေးနဲ့အသားလေးဆွဲပါမယ်ဆွဲကော်လိုက်ပါမယ်နော်ဒီလိုရပြီဆိုရင်ချင်းတစ်ခါတက်မယ်ချင်းတစ်ခါတက်ပြီးတော့ရှက်ကော်ထိုးထားတဲ့အပေါက်ရဲ့အရင်မှာပဲဝီဆိုတာကတစ်ပေါက်ကို2တိုင်စီထိုးလိုက်ပါမယ်နော်တစ်ပေါက်ကို2တိုင်စီထိုးမယ်ပြီးတော့နောက်တူကြီးရဲ့ကဲ့ရဲ့အပေါက်ကိုပါလေတစ်ပေါက်ကို2တိုင်စီနဲ့ထိုးလိုက်မယ်2တိုင်ပြီးတော့ပြီ2တိုင်ပြီးတော့နောက်တူရဲ့ဘေးရဲ့ကဲ့ရဲ့အပေါက်မှာလေ2တိုင်စီထိုးလိုက်မယ်တစ်ပေါက်ထဲမှာတိုင်တူလေး2တိုင်ဖြစ်သွားပါမယ်ပေါ့နော်3တိုင်ဒါနဲ့ဆိုတော့4တိုင်ဒါနဲ့ဆိုတော့5တိုင်ဖြစ်သွားပြီ5တိုင်ဖြစ်သွားပြီဆိုတော့တစ်ပေါက်ကျန်သေးတယ်ပေါ့နော်စုမြတ်တို့တစ်ပေါက်ကျန်တဲ့အပေါက်မှာစုမြတ်တို့ကတိုင်တစ်တိုင်နဲ့တစ်ပေါက်ထဲမှာတိုင်တိုလေး2တိုင်ထုတ်ပေးလိုက်ပါမယ်နော်စုစုပေါင်းကတော့ချိန်စုစုပေါင်းကတော့12ပေါက်ဖြစ်ရပါမယ်ရှင်ကျွန်တော်ထိုးပြီးသားလို့ဆိုရင်ပထမဆုံးထိုးခဲ့တဲ့တိုင်တိုလေးရဲ့ထိပ်မှာမြတ်တို့ဒီမှာတိုင်တိုလေးပထမဆုံးတိုင်တိုလေးရဲ့ထိပ်မှာရှက်ကော်လေးနဲ့ဝင်ချိတ်လိုက်ပါမယ်နော်ရှက်ကော်လေးနဲ့ဝင်ချိတ်လိုက်ပါမယ်ဒီလိုချိန်တစ်ခါတက်မယ်ရှက်ကော်ထိုးထားတဲ့အပေါက်ထဲမှာအဲ့ဆိုတာကတိုင်တိုတစ်ခါထိုးမယ်V ထိုးပါမယ်နော်သူဘေးရဲ့အပေါက်မှာတစ်ပေါက်ထဲမှာ2တိုင်ဆိုတာက V V နဲ့သွားပါမယ်နော်ဒါကြတော့ A ပြီးသွားပြီ V ပြီးသွားပြီနောက်ပြီးကြတော့သူရဲ့ဘေးရဲ့ကဲ့ရဲ့အပေါက်မှာ A တစ်ခါလာမယ်A တစ်ခါလာပြီးတော့သူရဲ့ဘေးရဲ့ကဲ့ရဲ့အပေါက်မှာ V ဆိုတာကတစ်ပေါက်ကို2တိုင်ထိုးရမှာဖြစ်ပါတယ်နော်Vမြတ်တို့ဝီလေးကိုမထိုးသေးပဲနဲ့ခေါင်းစည်းကျိုးလေးကိုဝင်ကတ်လိုက်မယ်နော်ခေါင်းစည်းကျိုးလေးကိုဝင်ကတ်ပြီးတော့ဝီထိုးတဲ့အပေါက်မှာတစ်ပေါက်ထဲထိုးထားမယ်တိုင်တိုတစ်တိုင်ထိုးမယ်အပေါက်ထဲမှာတိုင်တိုလေးတစ်တိုင်ခေါင်းစည်းကျိုးလေးနဲ့ကတ်ပြီးတော့ကတ်ထိုးလိုက်မယ်နော်ဒီခေါင်းစည်းကျိုးနဲ့ကတ်ထိုးပြီးသွားပြီအပေါက်ကဝီသူ့ဘေးအကရဲ့အပေါက်မှာကHဆိုတာကတိုင်တိုတစ်တိုင်ထိုးလိုက်မယ်သူရဲ့ဘေးကရဲ့အပေါက်မှာက V ဆိုတာကတိုင်တိုလေး2တိုင်ထိုးတာကိုခေါ်တာနော် V ထိုးလိုက်မယ်နောက်ပြီးကြတော့ရတစ်ပေါက်ထဲကို2တိုင်ထိုးတာနောက်ဘေးကရဲ့အပေါက်မှာ V တစ်ပေါက်ထဲကို2တိုင်ထိုးမယ်နောက်ပြီးကြတော့သူ့ရဲ့ဘေးကရဲ့အပေါက်မှာသူမြတ်တို့သူ့ရဲ့ဘေးကောင်မှာသူမြတ်တို့ကတစ်တိုင်ထိုးမယ်တိုင်တိုတစ်တိုင်ထိုးလိုက်မယ်တစ်ပေါက်ထဲမှာတိုင်တိုတစ်တိုင်ထိုးလိုက်မယ်ထိုးပြီးသွားတော့ပြန်မှားသွားလို့နော်ဒါလေးကနောက်ဆုံးဘွီလေးအပေါက်မှာတိုင်တိုတစ်တိုင်ထိုးမယ်တိုင်တိုတစ်တိုင်ထိုးပြီးတော့နောက်ဆုံးဝီတစ်ပေါက်မှာကနောက်ဆုံး
V ထိုးမဲ့အပေါက်မှာကခေါင်းစည်းကွင်းလေးနဲ့တွဲပြီးတော့အိတ်ကလေးတစ်တိုင်းထပ်ထိုးလိုက်တယ်အိတ်ဆိုတာကတိုင်တိုလေးတစ်တိုင်းထပ်ထိုးလိုက်ပါမယ်နော်နောက်ပြီးကြတော့ပထမဆုံးထိုးထားတဲ့ထိတ်ကလေးမှာရှက်ကော်လေးနဲ့အဆုံးသတ်ပေးလိုက်ပါတယ်ရှက်ကော်လေးနဲ့အဆုံးသတ်ပြီးတော့တိုင်ချင်းလေးတစ်ခါထိုးလိုက်ပါတယ်ထိုးပြီးတော့ဒီစာလေးကိုဖြတ်လိုက်ပါမယ်နော်ဒါဆိုရင်တော့ချီနဲ့ခေါင်းစည်းကျိုးတွဲနည်းလေးပြီးသွားပြီဖြစ်ပါတယ်ရှင်ဒီလိုဝိုင်းဝိုင်းလေးရလာပါမယ်နော်အခုကတော့အလဲဝက်ဆန်လေးထိုးပြသွားမှာပဲဖြစ်ပါတယ်နော်အလဲဝက်ဆန်လေးကတော့ဟိုဟာနဲ့ခေါင်းစည်းကျိုးနဲ့ခေါင်းစည်းကွင်းနဲ့တွဲတယ်ပတ်တန်နဲ့တူတူပါပဲနော်အပေါ်လေးမှာစာလေးနဲ့ရေးပြထားပေးပါမယ်နော်သူ့ရဲ့ပတ်တန်နဲ့တူတူပဲဖြစ်တဲ့အတွက်ကြောင့်စာလေးနဲ့ပဲရေးပြထားလိုက်ပါမယ်နော်အခုကတော့ကွန်းဖက်လေးထိုးဖို့အတွက်ပဲဖြစ်ပါတယ်နော်ကွန်းဖက်လေးထိုးဖို့အတွက်ဆိုရင်ခုနကချီနဲ့တွဲထားတဲ့ခေါင်းစည်းကွင်းလေးရဲ့ဝှက်ဆန်လေးလုပ်ထားတဲ့တစ်ဖက်ကယ်ကိုနှစ်ခုပေါင်းပြီးတော့လုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်နှစ်ခုပေါင်းပြီးတော့ထိုးဖို့အတွက်ဆိုရင်ဝှက်ဆန်လေးရဲ့တစ်ဖက်ချင်းတစ်ဖက်ကယ်ကိုတင်းတော်တဲ့နေရာလေးကနေချီနဲ့တွဲထားတဲ့ခေါင်းစည်းကွင်းလေးရဲ့ကိုတင်းတော်တဲ့ကိုကြိုက်တဲ့ချင်းတစ်ဖက်ကနေပြီးတော့ချင်းတစ်ဖောက်ကနေပြီးတော့အကလေးနဲ့ထိုးကော်မယ်အလေးနဲ့ထိုးကော်ပြီးတော့အကလေးနဲ့စမပြထားသလိုကလော်လိုက်ပါနော်စမကထားကလော်လိုက်မယ်ပွင့်ဖက်ထိုးကိုအယောင်လေးကိုယူကြည်လေးကိုဆွဲခေါ်လာမယ်ခေါ်လာပြီးတော့ချင်းလေးနှစ်ခါတက်မယ်ချင်းတစ်ခါပြီးတော့ချင်းနှစ်ခါပြီးတော့အဲ့အပေါက်မှာပဲစမြတ်တို့တိုင်ရှည်လေးတစ်တိုင်းထပ်ထိုးလိုက်တိုင်ရှည်အဲ့အပေါက်မှာပဲစမြတ်တို့တိုင်ရှည်လေးတစ်တိုင်းထပ်ထိုးလိုက်ပါမယ်နော်တိုင်ရှည်လေးတစ်တိုင်းထိုးပြီးသွားပြီဆိုရင်အပေါ်မှာချင်းလေးတစ်ခါတက်မယ်ချင်းတစ်ခါတက်ပြီးသွားတော့အဲ့ထိတ်ကလေးမှာချီလေးနှစ်မြင်ဖြစ်နေတဲ့နေရာလေးမှာအကလေးနဲ့ထိုးမယ်အဲထိုးပြီးတော့အလားလေးမှာရှက်ကော်လေးတစ်ခါနဲ့ဝင်ပြီးတော့ချိန်လိုက်မယ်ရှော့လိုက်ပြီးတော့တိုင်ရှည်တစ်တိုင်းကိုသူ့ဘေးကကဲ့ရဲ့အပေါက်မှာတိုင်ရှည်တစ်တိုင်းထပ်ထိုးလိုက်ပါမယ်နော်တိုင်ရှည်တစ်တိုင်းထပ်ထိုးမယ်တိုင်ရှည်တစ်တိုင်းထပ်ထိုးပြီးသားရင်ချင်းနှစ်ခါတက်မယ်တစ်ခါနှစ်ခါချင်းနှစ်ခါတက်ပြီးသွားရင်ပြီဆိုရင်အဲ့ဒီတိုင်ရှည်ထိုးထားတဲ့အပေါက်ရဲ့အရင်မှာအဲ့ဒီတိုင်ရှည်ထိုးထားတဲ့အပေါက်ရဲ့အရင်လေးမှာစုမြတ်တို့ကရှက်ကော်လေးနဲ့ပြန်ဒီတိုင်အရင်လေးမှာစုမြတ်တို့ကတိုင်ရှည်လေးနဲ့အပေါက်ရှက်ကော်လေးနဲ့ပြန်ချိန်လိုက်မယ်နော်ချိန်နှစ်ခါဆက်တယ်မယ်နော်တစ်ခါနှစ်ခါချိန်နှစ်ခါပြီးသွားရင်သူ့ရဲ့ဘေးကရဲ့အပေါက်မှာတိုင်ရှည်လေးတစ်တိုင်းထပ်ထိုးလိုက်မယ်တိုင်ရှည်လေးတစ်တိုင်းထိုးပြီးသွားပြီဆိုရင်ချိန်တစ်ခါထပ်တက်မယ်ချိန်တစ်ခါတက်ပြီးသွားတော့အဲ့တိုင်ရှည်ရဲ့ထိမှာစီမင်းလေးနှစ်ပင်ပူးနေတယ်အထဲထဲကနေအထဲကိုထိုးမယ်အဲ့ဒီချီလေးကိုဆွဲခေါ်လာပြီးတော့ရှက်ခေါ်လေးတစ်ခါထိုးလိုက်မယ်ရှက်ခေါ်လေးတစ်ခါထိုးပြီးသူ့ရဲ့ဘေးရဲ့ကရဲ့အပေါက်မှာသူ့ရဲ့ဘေးရဲ့ကရဲ့အပေါက်မှာဆိုရင်တို့တိုင်ရှည်လေးတစ်တိုင်းထိုးသွားလိုက်ပါမယ်နော်တိုင်ရှည်လေးတစ်တိုင်းထိုးပြီးသွားပြီဆိုရင်ချိန်နှစ်ခါတက်မယ်ချိန်နှစ်ခါတက်ပြီးသွားတော့အဲ့အပေါက်ရဲ့အရင်လေးမှာစုမြတ်တို့ရှက်ကော်လေးနဲ့ဆွဲချိန်လိုက်မယ်နော်စုမြတ်တို့ဆွဲချိန်လိုက်ပြီးသွားရင်ချိန်နှစ်ခါတက်မယ်ချိန်နှစ်ခါတက်ပြီးတော့တိုင်ရှည်တစ်တိုင်းထိုးမယ်အဲ့ရဲ့ပတ်တဲ့အတိုင်းပဲစုမြတ်တို့ထိုးသွားလိုက်ပါမယ်နော်စုမြတ်တို့ထိုးလာလိုက်တဲ့ဆီလီကွန်ထဲမှာနောက်ဆုံးပွင့်ဖက်လေးတစ်ဖက်ရောက်တဲ့နေရာမှာတော့ဆီလီကွန်ထဲကိုအပေါက်လေးခြံထားခဲ့ပါတယ်နော်ခြံထားပြီးတော့အဲ့ဒါဆိုမြတ်တို့ထဲကိုထည့်မယ်ဆီလီကွန်လေးကိုယူပါမယ်ယူပြီးတော့အဲ့ပေါက်လေးထဲမှာထဲပါမယ်ဖြစ်ပါတယ်နော်ထဲမှာဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်ခုနကချီမင်းလေးတွေကိုဆိုမြတ်တို့အပေါက်ထဲမှာဆွဲထည့်လိုက်မယ်ထည့်ပြီးတော့လည်းထည့်ပြီးသွားရောဆိုမြတ်တို့ဆီလီကွန်လေးကိုထည့်မယ်ဆီလီကွန်လေးကတော့ကိုလိုတလောက်ပဲထည့်လို့ရပါတယ်နော်ကိုကမများလေးကြိုက်ရင်မများလေးထည့်လို့ရတယ်နည်းနည်းလေးကြိုက်ချင်လည်းနည်းနည်းလေးထည့်လို့ရပါတယ်နော်ဆိုမြတ်ကတော့အစင်ပြေလိုလေးပဲထည့်လိုက်ပါတယ်
ဆီလီကွန်လေးထည့်ပြီးသွားပြီဆိုရင်အဲ့မှာပွင့်ဖက်လေးတစ်ပတ်ထိုးဖို့အတွက်ချိန်2ခါတက်မယ်ချိန်2ခါတက်ပြီးတော့သူ့ရဲ့ဘေးရဲ့ကက်ရဲ့အပေါက်မှာဆိုမြတ်တို့တိုင်ရှိတဲ့တိုင်ထိုးလိုက်ပါမယ်နော်တိုင်ရှိတဲ့တိုင်ထိုးပြီးသွားရင်ချိန်တစ်ခါတက်မယ်ချိန်ရဲ့တိုင်ရှိရဲ့နှစ်ပင်ပူးနေတဲ့ထိပ်လေးကနေခြေလေးကိုဆွဲကိုပြီးတော့ရှက်ကော်လေးတစ်ခါထိုးလိုက်မယ်ရှက်ကော်လေးတစ်ခါထိုးပြီးသွားတော့သူ့ရဲ့ဘေးရဲ့ကက်ရဲ့အပေါက်မှာဆိုမြတ်တို့တိုင်ရှိတဲ့တိုင်ထိုးလိုက်ပါမယ်နော်တိုင်ရှိတဲ့တိုင်ထိုးပြီးသွားရင်ပြီးတော့ရင်ချိန်2ခါတက်မယ်ချိန်2ခါတစ်ခါချိန်2ခါချိန်2ခါတက်ပြီးသွားရင်သူ့ရဲ့တိုင်ရှိထိုးထားတဲ့အပေါက်ရဲ့အရင်မှာဆိုမြတ်တို့ရှက်ကော်လေးနဲ့ခြေလိုက်ပါမယ်နော်ရှက်ကော်လေးနဲ့ချိန်ပြီးသွားပြီဆိုရင်ဆိုမြတ်တို့ခြေလေးကိုနည်းနည်းရှည်ရှည်လေးယူပြီးတော့ခြေလေးကိုနည်းနည်းရှည်ရှည်လေးယူပြီးတော့ဆိုမြတ်တို့ဖြတ်လိုက်ပါမယ်နော်ခြေလေးဖြတ်ပြီးသွားပြီဆိုရင်အမှပွင့်ဖက်ကလေးနဲ့ဟိုဘက်ပွင့်ဖက်နဲ့ဒီဘက်ပွင့်ဖက်ကြားလေးမှာနည်းနည်းငယ်လေးချားနေတဲ့ဖြစ်တဲ့အတွက်ကြောင့်ဆိုမြတ်တို့ကထုံးအက်ကလေးနဲ့တေချာလေးချုပ်ပြပေးတော့ပါမယ်နော်ချိုးတော့မယ်ဆိုရင်ပထမပွင့်ဖက်ထိုးထားတဲ့အပေါက်ရဲ့ဆက်စောက်ဆုံးထိုးထားတဲ့တိုင်ရှိရဲ့အရင်လေးကနေအကလေးကိုထုတ်သွင်းလိုက်မယ်ဒီလိုလေးဆွဲစီးလိုက်မယ်လက်ကလေးနဲ့ဒါလေးဆွဲစီးလိုက်တော့ပွင့်ဖက်လေးနှစ်ခုကညီလာပြီပဲဖြစ်ပါတယ်နော်ဒါဖြစ်တဲ့အတွက်ကြောင့်နောက်ကချီစာလေးကိုပွင့်ဖက်ရဲ့နောက်ကျောလေးမှာကိုအဆင်ပြေသလိုလေးအစာသိမ်းလိုက်ပါနော်ချုပ်လို့လည်းပြီးပြီဆိုတော့ဆိုမြတ်တို့ခြေစာလေးကိုဖြတ်လိုက်ပါမယ်နော်ခြေစာလေးကိုဖြတ်ပြီးသွားရင်တော့ဒါကတော့ခေါင်းစည်းရိုးလေးတစ်ဝင်ပေးတာပဲဖြစ်ပါတယ်ကဲကြည့်လိုက်တဲ့အခါမှာတော့အရန်လှပပြီးတော့ချစ်စရာကောင်းတဲ့ပတ်ဝန်းခေါင်းစည်းရိုးလေးကိုဆိုမြတ်တို့ရတာပြီးပဲဖြစ်ပါတယ်နော်ကဲဒီလိုချစ်စရာကောင်းတဲ့ပန်းဝင်းကောင်းစီကျိုးလေးကိုလည်းလိုက်တွေ့ကြည့်ကြဖို့မျှော်လင့်ပါတယ်ရှင်ကြည့်ရှုသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်